အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ပြခြင်းတာတော့အရေးပြားရဲ့ဆိုထိန်းစားကိုထိန်းသိမ်းပြီးတဲ့ moisturizer လို့ခေါ်တဲ့ပစ္စည်းအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ moisturizer ဆိုတာတကယ်တမ်းမှာရောလိုအပ်သလားလူတိုင်းအတွက်လိုအပ်သလားဒါပေမဲ့လူတိုင်းအတွက်လည်းမလိုအပ်ဘူးလားလိုအပ်တဲ့လူတွေမှာလည်းလိုအပ်ပါတယ်မလိုတဲ့လူတွေလည်းမလိုပါဘူးအဲ့တော့ moisturizer ကိုအသုံးပြုဖို့အတွက်လိုအပ်တဲ့လူတွေကတော့အသားရည်6တွေ့တဲ့လူတွေအသက်အရွယ်ကြီးတဲ့လူတွေပဲဖြစ်ပါတယ်အသက်အရွယ်ကြီးလာတဲ့အချိန်မှာကိုလာဂျင်လည်းနည်းလာပါတယ်ရည်ဓာတ်တွေလည်းနည်းလာပါတယ်အဲ့ဒီအချိန်မှာရည်ပြားတွေက6တွေ့လာတယ်ရရလာတာဖြစ်ပါတယ်အဲ့လိုပဲအသက်ငယ်တဲ့လူတွေမှာလည်းအရည်ပြား6တွေ့တဲ့ dry type တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ moisturizer ကိုလိုအပ်ပါတယ်ဒါပေမဲ့အစီပြန်တဲ့လူတွေမှာကျတော့ကျွန်တော်တို့ moisturizer အစီမပါတဲ့ oil free moisturizer ကိုပုံသုံးလို့ရှိရင်ပို့ပြီးတော့ကောင်းတာကိုတွေ့ရှိရပါတယ်အဲ့တော့တချို့ hyaluronic gel niacinamide gel aloe vera gel အဲ့လို gel type moisturizer တွေက naturally ပို့ပြီးတော့အစီပြန်တဲ့လူတွေအတွက်ကောင်းပါတယ်ဝက်ချန်တွေပါလည်းမဖြစ်စေပါဘူးအခုဆက်လက်တင်ပြမှာကတော့ hyaluronic acid ဖြစ်ပါတယ် hyaluronic acid ဆိုတာသဘာဝအတိုင်းခန္ဓာကိုယ်ရဲ့အရည်ပြားအစစ်အမြစ်တွေနဲ့မျက်လုံးတို့မှာတွေ့ရှိရတဲ့ polysaccharide လို့ခေါ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ် polysaccharide ဆိုတော့ကျွန်တော်တို့သဘာဝအတိုင်းဖြစ်နေတဲ့ carbohydrate ဓာတ်ပါပဲဒီဓာတ်ကြောင့်ကျွန်တော်တို့မျက်လုံးတွေအစစ်အမြစ်တွေအရည်ပြားတွေကဆိုထိုင်းစားတွေရှိနေတာပါလှုပ်ရှားလို့ကောက်နေတာပါ lubricant ဖြစ်နေတာပါအဲ့တော့ hyaluronic acid ဟာ acid တစ်မျိုးပဲ polysaccharide တစ်မျိုးပဲဖြစ်ပါတယ်အဲ့တော့ polysaccharide တစ်မျိုးဖြစ်တဲ့ကြောင့်သူကသဘာဝတိုင်းလည်းဖြစ်ပါတယ်သူ့ကိုဖြစ်ပေါ်စေတာ glucuronidase လို့ခေါ်တဲ့ဓာတ်ကသူ့ကိုဖြစ်စေပါတယ် niacinamide ကလည်းသူ့ကိုဖြစ်ပေါ်စေပါတယ်အဲ့တော့သဘာဝတယောက်ခန္ဓာကိုယ်မှာထွက်တာပါအသက်အရွယ်ကြီးရင်တော့ hyaluronic acid ကထုတ်လုပ်မှုတဖြည်းဖြည်းလျော့ကျလာပါတယ်hyaluronic acid ရှိခြင်းအပြင်ကျွန်တော်ခန္ဓာကိုယ်ရဲ့ elasticity လို့ခေါ်တဲ့အရည်ပြားတင်းမာမှုတွေဖြစ်စေပါတယ်သူနည်းသွားပြီဆိုတော့ခွေးတွေဖွားကြီးမှာအသားရည်တွေလျော့နေရှုံသွားတာသလိုပဲသူ့ကိုပြန်ဖြစ်တင်းအဖြစ်အဲ့ဒီအိုမင်းရင်းရောင်မှုကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုပြန်လည်ပျောက်စေပါတယ်ခင်ဗျာဆက်ပြီးတော့တင်ပြခြင်းတဲ့ကိစ္စကတော့ niacinamide လို့ခေါ်တဲ့ vitamin B3 ပါ nicotinamide လို့လည်းခေါ်ကြပါတယ်ဒီဓာတ်ဟာဆိုလို့ရှိရင်လည်းခန္ဓာကိုယ်မှာအရေးကြီးတဲ့ဓာတ်ပါပဲအထူးဖြင့်အရည်ပြားမှာရှိတဲ့ cell ရဲ့တစ်ခုချင်းရဲ့ရှင်သန်မှုအတွက် niacinamide ကမရှိမဖြစ်အရေးကြီးပါတယ်ခင်ဗျာအဲ့တော့အမြဲတမ်းနုပြိုနေအောင်လိုအပ်တဲ့ရည်ဓာတ်တွေထိမ့်သိမ့်နိုင်အောင် hyaluronic acid တွေထွက်နေအောင်အရည်ပြားရဲ့အဓိက function အားလုံးကို cell ရှင်သန်နေအောင်ဒီကျွန်တော်တို့ epidermis နဲ့ dermis အတွင်းမှာရှိတဲ့ cell တွေရှင်သန်နေအောင်လို့လုပ်ပေးတာ niacinamide ဖြစ်ပါတယ် niacinamide ကိုသုံးကြမြည်ကျွန်တော်တို့ anti aging effect ကိုလည်းရပါတယ် antioxidant effect ကိုလည်းရပါတယ်အဲ့တော့ niacinamide ဟာဆိုရင်အရည်ပြားအတွက်မရှိမဖြစ်လိုအပ်တာကြောင့်သူက hydration ကိုလည်းလုပ်ပေးပါတယ်အဲ့တော့အရည်ပြားအတွက်မရှိမဖြစ်လိုအပ်တဲ့ vitamin B3 လို့ခေါ်တဲ့ niacinamide ကအင်မတန်မှရေးကြည့်တော့ကျွန်တော်တို့ moisturizer မှာအဓိကဇာတ်လိုက်တွေနဲ့ထည့်ပြီးတော့ပေါ်စားရခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့လက်တွေ့ဖြောပြမှာတော့ moisturizer ပါပဲခင်ဗျာ moisturizer ကိုအဓိကအဖြစ်ကျွန်တော်တို့ hyaluronic acid နဲ့ niacinamide နဲ့ဖြောပြပါမယ် hyaluronic acid ဟာဆိုရင်လွယ်လွယ်ကူကူနဲ့မပျော်နိုင်မနဲ့ဒီ fish eye appearance လို့ခေါ်တဲ့အစီအစီလေးတွေဖြစ်နေတတ်ပါတယ်အဲ့လိုမဖြစ်အောင်လို့ hyaluronic acid ကိုဖြောမယ်ဆိုရင်ကျွန်တော်တို့က glycerin နဲ့အရင်နှဲ့ထားပါတယ်လုံလောက်တဲ့အချိန်ရမှသာကျွန်တော်တို့ရေကိုနည်းနည်းချင်းထပ်ပြီးတော့ဆက်လက်ဖြောရပါတယ်အဲ့လိုဖြောခြင်းအဖြစ်မိမိသတ်မှတ်ထားတဲ့အပြည့်ကျရပြီဆိုရင်ကျွန်တော်တို့ hyaluronic acid ကိုကျွန်တော်တို့ရေဖြောလို့ရပါမယ် hyaluronic acid ဟာဆိုရင်မိမိ molecule ရဲ့အလေးအစားရဲ့အစ1000တိရေကိုစုပ်ယူနိုင်ပါတယ်အင်မတန်ကောင်းတဲ့ molecule ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့စပြီးတော့ hyaluronic acid ကိုကျွန်တော်တို့အခုစတင်ပြီးတော့ထည့်သွင်းပေးပါမယ်ခင်ဗျာ okay အခုဆိုရင်ကျွန်တော်တို့ hyaluronic acid ကြော်ရတဲ့ဟာကို 10cc ထည့်နေပါခင်ဗျာ
ဟုတ်ကဲ့အခုကျွန်တော်တို့ဆက်လက်ပြီးတော့ကြော်မှာတော့ကျွန်တော်တို့ trainer ကိုနိုင်စနမိုက်ထိုက်ခြင်းဖြစ်ပါတယ်နိုင်စနမိုက်ကိုကျွန်တော်1 gram ကိုရေတန်းစီစီနဲ့ဖြော်လာပါတယ်နိုင်စနမိုက်ကတော့ဒီမှာလိုတဲ့ကူကူပြောင်းဝင်နိုင်ပါတယ်ကျွန်တော်တို့ lotion တော့မှာဖြော်ပြီးဖြစ်တဲ့ဟာကြောင့်ကျွန်တော် lotion နဲ့ကိုကျွန်တော်တို့ phenoxy ethanol ထပ်ပြီးတော့ preservative လုပ်ပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အလွန်ရိုးရှင်းလွယ်ပြီးတော့ hyaluronic acid နဲ့ niacinamide ထည့်သွင်းလာပြီးဖြစ်တဲ့ကြောင့်မိမိတို့ရဲ့ငကိုရှိရင်လည်း lotion လေးထဲမှာထည့်လိုက်ပါတယ်အဲ့ဒါကိုသမအောင်မှုပြီးလို့ရှိရင်ကျွန်တော်တို့ skin moisturizer ဖြော်ခြင်းအလုပ်ပြီးသွားပါပြီခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ moisturizer နဲ့ပတ်သက်ရင်နောက်ဆုံးဒီကုန်းချုပ်ပြောကြလို့ပါတယ်ခင်ဗျာဒီကုန်းချုပ်ပြောမှာဆိုရင် moisturizer ထဲမှာအဓိကပါတာတော့ Humatex မှာတော့ကျွန်တော်တို့ glycerin ပါပါတယ် propylene glycol ပါပါတယ် hyaluronic acid ပါပါတယ်အဲ့လိုပဲ Humatex နေထဲမှာပါတယ်လို့ပဲကျွန်တော်တို့အစီအမျိုးမျိုး waxy ဖြစ်တဲ့အစီတွေ ceramide တွေပါပါတယ် squalene ပါပါတယ်နောက်ပြီးတော့ fatty acid တွေပါပါတယ် triglyceride တွေပါပါတယ် triglyceride ထဲမှာကျွန်တော်တို့ caprylate triglyceride ဆိုတဲ့အုပ်စီရရတဲ့စီတစ်မျိုးကိုလည်းကျွန်တော်တို့သုံးပါတယ်နောက်ပြီးတော့ occlusive လို့ခေါ်တဲ့ mineral oil တွေ petrolatum တွေကိုလည်းကျွန်တော်တို့အသုံးပြုပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့သဘာဝကိုနဲ့သဘာဝကိုတုပတ်ထားတဲ့ပစ္စည်းကိုအဓိကသုံးပြီးတော့သဘာဝအတုလေးလုပ်ပေးတာပါပဲခင်ဗျာအဲ့တော့ကျွန်တော်တို့အခု occlusive တွေလည်းပြီးပါပြီစီလည်းပဲဆိုတော့ကျွန်တော်တို့အဲ့ထမှာနိုင်စနမတ်ကတော့မရှိမဖြစ်လိုအပ်တဲ့စားလိုက်ပါပဲနိုင်စနမတ်လေးဆက်ပါ hyaluronic acid နဲ့နိုင်စနမတ်ကတော့ synergistic လို့ခေါ်တဲ့အပြန်အလှန်အကျိုးပြုသောသဟဇာတဖြစ်သောပစ္စည်းဖြစ်ပါတယ်အဲ့တော့ဒါကတော့အလွန်မှတ်သားစရာဖြစ်ပါတယ်ကျန်တဲ့ squalene တို့ ceramide တို့အားဆိုတော့ကျွန်တော်သဘာဝပစ္စည်းတွေဖြစ်ပါတယ်အဲ့ဒါကြီးတော့ကျွန်တော်တို့ synthetic လုပ်ပြီးတော့ဒီ moisturizer ထဲမှာထည့်သွင်းလာပါတယ်အဓိကတော့ moisturizer မှာကျွန်တော်တို့ကအဓိကတော့ preservative ထည့်ရပါတယ်ဘာလို့အရေရမှာရေရှိလိမ့်မဲ့ဟာတွေအကြာကြီးထားမဲ့ဟာတွေဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ခုတော့သုံးလာတော့အဓိကတော့ phenoxy ethanol အသုံးပြုထားပါတယ်အဲ့တော့လိုအပ်တဲ့ပုံကိုယ်တွေ dry face တွေအဲ့တော့အသက်ကြီးရွယ်တွေမှာတော့ကျွန်တော်တို့ဆရာဝန်ညွှန်ကြားချက်သုံးဖို့လို့ရင် expert တွေညွှန်ကြားချက်အတိုင်းmoisturizer သုံးဖို့သုံးရမယ်ပစ္စည်းဖြစ်ပါတယ်ကြာတိဥတုနဲ့လည်းစိုက်ပါတယ်အလွန် dry ဖြစ်တဲ့ season တွေမှာဆိုရင်အလွန်အေးတဲ့အလွန်ခြောက်တဲ့ season တွေမှာကျွန်တော်တို့က moisturizer ကိုသုံးရဖြင့်လူအရေးပြအကြမ်းမှမှုကိုဆောင်ရွက်နိုင်ပါတယ်ဟုတ်ကဲ့အစဆုံးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ